ဒီနေ့မှာတော့ကဘာနောက်ဖက်အချမ်းကနေအရှိတ်အထိအကြီးမားဆုံးနေမဝင်အင်ပါယာကိုတည်ထောင်နိုင်ခဲ့တဲ့ကဘာကျော်ပုဂ္ဂိုလ်တယောက်အသက်20အရွယ်မှာတင်မက်ဆီဒိုးနီးယားရဲ့ဘုရင်ဖြစ်လာသူအသက်25နှစ်မှာပါရှန်အင်ပါယာကိုအနိုင်ယူပြိုလဲစေခဲ့တဲ့သူတယောက်အကြောင်းဖြစ်ပါတယ်ခုပြောနေတဲ့သူကိုမိတ်ဆွေတို့ငယ်စဉ်ကျောင်းသားဘဝသမိုင်းစာအုပ်တွေမှာကြားဘူးနေကြဖြစ်မှာပါသူ့နာမည်ကတော့ Alexander the Great သူ့ကို BC 356ဇူလိုင်20မှာပဲလာဆိုတဲ့ဂရိမြို့မှာမွေးဖွားခဲ့ပါတယ်ဖခင်ကတော့ Philip II of Macedon ဖြစ်ပါပြီးတော့မိခင်ကတော့ Olympia ဖြစ်ပါတယ်။ Alexander ဟာငယ်စဉ်ကတည်းကစစ်ပညာတသနာပညာနဲ့ခေါင်းဆောင်မှုပညာတွေကိုလေ့လာခွင့်ရခဲ့ပါတယ်။အကြောင်းကတော့သူ့ရဲ့အဖေဟာမက်ဆီဒိုးနီးယားရဲ့ဒုတိယမြောက်ဘုရင်ဖြစ်နေတာကြောင့်ပါ။သူ့ရဲ့ဆရာဖြစ်သူဟာလည်းသမိုင်းမှာအလွန်ကျော်ကြားတဲ့ဂရိတသနာပညာရှင် Aristotle ဖြစ်ပါတယ်။သူဟာအနောက်တိုင်းအတွေ့အမြင်များကို2000ကျော်ကြာအောင်ပုံဖော်ခဲ့သူဖြစ်ပါတယ်။ဒီလိုဆရာကောင်းတဲ့သင်ကြားခွင့်ရခဲ့တဲ့အတွက် Alexander ဟာငယ်စဉ်ကတည်းကစစ်ရေးနဲ့တွေးခေါ်မှုခေါင်းဆောင်နိုင်မှုပညာရပ်တွေမှာအများနဲ့မတူဘဲတမှုထူးခြားပြီးထူးချွန်နေခဲ့ပါတယ်။ဒီနေ့မှာ Alexander ဟာအလွန်ထိန်းချုပ်ရခက်ခဲသော Yusuf ဟာလက်လိုခေါ်တဲ့မြင်းရိုင်းကိုဆယ်ကျော်သက်အရွယ်မှာတင်ထိန်းပြနိုင်တဲ့အထိလက်ရုံးရည်မှာထူးခြားတန်မာလာပါတယ်။ဒါပေမဲ့ Alexander ရဲ့ဖခင် Philip II ကတော့မက်ဆီဒိုးနီးယားဟာမင်းအတွက်သေးလွန်းတယ်ဟုဆိုကာမှတ်ချက်ပေးခဲ့ပါတယ်။ဒီအချက်က Alexander ရဲ့စိတ်နှလုံးသားထဲမှာဆွဲထင်သွားခဲ့တယ်။ BC 336မှာတော့ Alexander အတွက်ဘဝအလဲအပြောင်းတွေဖြစ်လာခဲ့တယ်။ဖခင် Philip II ဟာအကြီးမျိုးမှာအခမ်းအနားတက်နေစဉ်တက်တော်ဆောင်ရတာနဲ့အသက်ခံရပြီးဘဝကူးသွားခဲ့ပါတယ်။ရှေးခေတ်သမိုင်းမှတ်တမ်းတွေမှာတော့ပုဂ္ဂိုလ်ရေးအရာလက်စားချေခြင်းတို့မှတ်ချက်ပြုထားပေမဲ့အခုနောက်ပိုင်းလေ့လာတွေ့ရှိမှုတွေမှာတော့ဇနီးတို့မဟုတ် Alexander ကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိခဲ့နိုင်တယ်လို့ဖော်ပြကြပါတယ်။ဘလို့ပဲဖြစ်နေပါစေ Alexander ဟာအသက်20အရွယ်မှာတင်ကြီးနှန်းကိုရယူနိုင်ခဲ့ပြီးတော့ဖခင်ရဲ့ယူပါယုံဖြစ်တဲ့ပါရှားပြည်ကိုချဲ့ထွင်ရန်စတင်ကြိုးပမ်းပါတော့တယ်။ Alexander ကြီးနှန်းတက်ပြီးနောက်စတင်လှုပ်ဆောင်တဲ့အရာကတော့ဂရိမျိုးပြနိုင်ငံများကိုပြန်လည်ထိန်းချုပ်ပြီးပါရှားပြည်ကိုစတင်တိုက်ခိုက်ဖို့ရန်ပြင်ဆင်ခြင်းတို့ဖြစ်ပါတယ်။ Alexander ရဲ့ထင်ရှားတဲ့စစ်ပွဲတွေကတော့ Battle of Granicus BC 334ယနေ့ခေတ်တူရကီအနောက်မြောက်ပိုင်းဘီကကေမျိုး Granicus မြစ်အနီးမှာမက်ဆီဒိုးနီးယားနဲ့ဂရိမဟာမိတ်တပ်များကတစ်ဖက်ပါရှန်တပ်များကတစ်ဖက်တိုက်ခိုက်ခဲ့ကြတယ်။ Alexander ဟာကြီးနှန်းဆက်ခံပြီးနောက်ဂရိနိုင်ငံအပေါ်ပါရှန်ကျူးကျော်မှုများကိုလက်စားချေရန်လူ4000ခန့်နဲ့ Helles ပုံကိုဖျက်ကျော်ပြီးပါရှန်စစ်သည်အယောက်9000နဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ဒီတိုက်ပွဲမှာပါရှန်စစ်သည်အယောက်9000ခန့်အသက်ခံလိုက်ရပေမဲ့မက်ဆီဒိုးနီးယားဘက်ကတော့အယောက်400လောက်ခန့်သာကြာဆုံးခဲ့တဲ့ဒီတိုက်ပွဲဟာ Alexander ရဲ့ပထမဆုံးကြီးမားတဲ့အောင်ပွဲဖြစ်လာခဲ့တဲ့Battle of Issus အီဆက်တိုက်ပွဲ BC 333ဒီတိုက်ပွဲကတော့အနာတိုလီးယားတောင်ပိုင်းအီဆက်မြို့အနီးယနေ့ခေတ်ခေါ်တူရကီ Iskandar မြို့အနီးမှာဖြစ်ပွဲခဲ့ပါတယ်။ Alexander နဲ့အရှေ့မနီ Persian Empire တို့တိုက်ခိုက်ခဲ့ပြီးတော့ဒီတိုက်ပွဲမှာလည်းကျွန်တော်တို့ရဲ့ဇက်လိုက်မင်းသားကပဲအနိုင်ရရှိခဲ့ပါတယ်။အနိုင်ရရှိပြီးနောက် Darius II ဘုရင်ရဲ့တော်ဝင်ဘန်ဒါတိုက်ကိုသိမ်းပိုက်ရရှိခဲ့ပြီးဒီအောင်ပွဲဟာအာရှမိုင်းနာနောက်ပိုင်းမှာမက်ဆီဒိုးနီးယားရဲ့စိုးမိုးမှုကိုထူထောင်နိုင်ခဲ့ကမြေထဲပင်လယ်ကမ်းရိုးတန်းဘက်ကိုချီတက်ရန်လမ်းပွင့်စေခဲ့ပါတယ်။ဒီစစ်ပွဲပြီးနောက် Alexander ဟာငွေကြေးများစွာကိုရရှိလိုက်ရုံသာမကမိမိကိုယုံကြည်မှုကိုတိုးလာစေပြီးဆက်လက်နေချေရန်ပုံမူတေချာသွားစေခဲ့ပါတယ်။ Siege of Tira တူရူမြို့ဝိုင်းတိုက်ပွဲ BC 332ယနေ့ခေတ်အခေါ်ကလပ်ဘနုံဖြစ်ပြီးတော့ဒီတိုက်ပွဲဟာဂျာမနီအင်ပါယာရဲ့မဟာမိတ်ဖြစ်တဲ့တိုင်ရီယန်တို့တိုက်ခိုက်ကြကစစ်ပွဲအတွင်းတိုင်ရီယန်အယောက်8000ထက်မနည်းတေဆုံးခဲ့ပြီး3000ခန့်ကြုံခံခဲ့ရပါတယ်။အီဆက်တိုက်ပွဲပြီးနောက် Alexander ဟာဖီနစ်ကန်ယိုရန်တလျှောက်မှာရှိတဲ့ပါရှန်ရည်တပ်အခြေစိုက်စခန်းတွေကိုဖျက်ဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။ကုန်းမြေနာကိုတိုက်ခိုက်ရန်မလွယ်ကူခဲ့ပေမဲ့လည်း Alexander ရဲ့စစ်ရေးနည်းပညာကျွမ်းကျင်မှုကြောင့်ဒီအောင်ပွဲကိုရရှိခဲ့ပါတယ်။ Battle of Galgenwa ဂေါဂမဲလာတိုက်ပွဲယနေ့ခေတ်အခေါ်အီရတ်နိုင်ငံအနီး BC 330မှာဖြစ်ပွားခဲ့ပါတယ် Granicus နဲ့အီဆက်တို့မှာအစောပိုင်းအောင်ပွဲတွေအပြီး Alexander ဟာ Darius ရဲ့နောက်ဆုံးရည်တည်မှုကိုရင်ဆိုင်ဖို့မဆိုကိုတေးမီယာကိုတိုးဝင်လာခဲ့တယ် Darius ဟာသူ့ရဲ့နောက်ဆုံးလက်ကျန်ကြီးမားဆုံးအင်အားကိုအသုံးချရန်မြင်းစည်းသူရဲနဲ့ဓာတ်ခုတ်ရထားများအပါအဝင်အင်အား2သိန်းခွဲခန့်နဲ့ရင်ဆိုင်ဖို့ထွက်လာပေမဲ့တစ်ဖက်က Alexander ဘက်မှာတော့အင်အား49000ခန့်သာရှိခဲ့ပါတယ်ဒီတိုက်ပွဲမှာ Alexander ရဲ့စစ်နည်းပညာပရိယာယ်များစွာကိုမြင်တွေ့ရနိုင်ပြီး Alexander ရဲ့မြင့်တက်တဲ့ခြေလျင်တက်များပေါင်းညှိနိုင်မှုရန်သူကိုလှည့်ဖျားနိုင်မှုနဲ့မြေပြင်အနေအထားကိုအသုံးချနိုင်ခဲ့ခြင်းတို့ကိုစစ်တပ်ကတော်များမှာဒီနေ့အချိန်ထိလေ့လာနေကြဆဲဖြစ်ပါတယ်။ဒီတိုက်ပွဲပြီးနောက် Alexander ဟာဘာဘူးလုံစူစာနဲ့ပါဆယ်ပိုလစ်တို့ကိုသိမ်းပိုက်ပြီးကြီးမားတဲ့အာဏာနဲ့စီးစိမ်တွေကိုရရှိခဲ့ပါတယ်။ဒီတိုက်ပွဲကြောင့်ပါရှန်အင်ပါယာဟာလုံးဝပြိုလဲသွားခဲ့ပြီး Greek Empire တစ်ကိုအရှေ့လေပိုင်းမှာတည်ထောင်နိုင်ခဲ့ရုံတင်မက Alexander ရဲ့အကြီးမားဆုံးအောင်ပွဲတစ်ခုအဖြစ်လည်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒီတိုက်ပွဲပြီးနောက် Egypt နဲ့ Persia တို့ကိုလည်းသိမ်းပိုက်ပြီး Alexandria မြို့ကိုတည်ထောင်နိုင်ခဲ့ပါတယ်။ India Campaign BC 326မှာတော့ Alexander ဟာအိန္ဒိယအထိချီတက်ဖို့ပြင်ဆင်ပါတော့တယ်။ပါရှန်အင်ပါယာပြိုလဲခြင်းကအာရှကိုနေချဲ့ရန် Alexander တပ်များကိုလမ်းပွင့်စေခဲ့ပါတယ်။ Hydas ပြစ်တိုက်ပွဲဟာ Hydas မြစ်ခေတ်သစ်အခေါ်ရေရန်မြစ်ရဲကမ်းနားမှာ Alexander နဲ့ဘရင်ဘော်ရက်စ်တို့အကြားကပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပါတယ်။ဒီတိုက်ပွဲဟာ Alexander ရဲ့နောက်ဆုံးအောင်ပွဲဖြစ်ပြီးတော့အာရှမှာသူ့ရဲ့အကြီးမားဆုံးအောင်ပွဲတစ်ခုအဖြစ်လည်းအမှတ်အသားပြုခဲ့ပါတယ်။ Khamate Empire ကိုသိမ်းပိုက်ပြီးနောက် Alexander ဟာသူ့ရဲ့အရှိတ်ဘက်အုပ်စိုးမှုကိုချဲ့ထွင်ဖို့အိန္ဒိယတိုက်ငယ်ဘက်ကိုဝင်ရောက်ခဲ့ပါတယ်။ဒီတိုက်ပွဲမှာ Alexander ရဲ့နီးပရိယာယ်များကိုမြင်တွေ့ရပြီးဘော်ရက်ဟာသူ့ရဲ့စစ်များကိုခြေလျင်တပ်နဲ့မြင်းတပ်သားများဖြင့်ဝန်းရံကအလဲဘဟုမှစစ်ခင်းကျင်းခဲ့ပါတယ်။
အလက်ဇန်ဒါရဲ့မြင်းစည်းသူရဲတပ်သားများကအိန္ဒိယစစ်တပ်ကိုဝိုင်းရံထားခဲ့ပေမဲ့ဒီတိုက်ပွဲမှာမက်ဆီဒိုးနီးယားဘက်ကဆုံးရှုံးမှုတွေများခဲ့ပါတယ်နောက်ဆုံးမှာတော့အလက်ဇန်ဒါရဲ့စစ်တပ်ဟာစီးကပ်နဲ့ညှိနှိုင်းမှုအောင်မြင်ပြီးပေါ်ရက်ရဲ့တပ်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်ဒီလိုတိုက်ပွဲအလီလီကိုအောင်နိုင်ခဲ့ပြီးနောက်အလက်ဇန်ဒါဟာဂရိကနေအိန္ဒိယအထိနေမဝင်အင်ပါယာကြီးကိုတည်ထောင်နိုင်ခဲ့ရုံသာမကဟယ်လင်နစ်ယဉ်ကျေးမှုကိုလည်းအာရှတလွှားဖြန့်ကျက်စေနိုင်ခဲ့ပါတယ်ဒီလိုကြီးမားတဲ့အောင်မြင်မှုတွေရရှိနေချိန်အလက်ဇန်ဒါရဲ့အသက်ဟာ30ဝန်းကျင်သာရှိပါသေးတယ်သူ့ရဲ့အောင်မြင်ဆုံးချိန်မှာပဲအလက်ဇန်ဒါဘဝကိုအဆုံးသတ်စေမဲ့ကံကြမ္မာတစ်ခုက BC 323မှာရောက်ရှိလာခဲ့ပါတယ်သူဟာဘေဘီလုံကိုပြန်ရောက်ပြီးနောက်မှာနာမကျန်းဝေဒနာခံစားခဲ့ရပြီး BC 323ဇွန်လ17ရက်နေ့အသက်32နှစ်အရွယ်မှာပဲတည်ဆုံးသွားပါတော့တယ်။တည်ဆုံးရတဲ့အကြောင်းရင်းမှာအဖျားယောဂါဒါမှမဟုတ်အစိတ်ခက်ခံရခြင်းလို့သမိုင်းပညာရှင်တွေကခန့်မှန်းခဲ့ကြပါတယ်။အလက်ဇန်ဒါတည်ဆုံးပြီးတဲ့နောက်ကျန်ရစ်ခဲ့တဲ့အင်ပါယာကိုသူရဲ့စစ်ဗိုလ်များကခွဲဝေအုပ်ချုပ်ကနောက်ပြိုကွဲသွားခဲ့ပါတယ်။အလက်ဇန်ဒါရဲ့ကြီးမားတဲ့အမွေနှစ်တွေကတော့ဂရိယဉ်ကျေးမှုကိုအာရှနဲ့အီဂျစ်အထိဖြန့်ကျက်နိုင်ခဲ့ရုံသာမကဟယ်လင်နစ်ယဉ်ကျေးမှုကိုလည်းစတင်နိုင်ခဲ့ကကမ္ဘာသမိုင်းမှာအကြီးဆုံးစစ်ကောင်းဆောင်များတွေကတအူအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။နပိုလီယန်နဲ့ဂျူလီယက်စီဇာတို့ကပါစံပြအဖြစ်လေ့လာခြင်းကိုခံခဲ့ရပါတယ်။အလက်ဇန်ဒါဟာငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုတွေကိုအကုန်သိမ်းကျုံယူခဲ့ပေမဲ့အသက်ငယ်ငယ်နဲ့ပဲတည်ဆုံးသွားခဲ့ရပါတယ်။အောင်မြင်မှုတွေရဲ့နောက်ွယ်မှာပေးဆက်လိုက်ရတဲ့အသက်တွေမိသားစုပျော်ရွှင်မှုတွေနေရွယ်မှုတွေကျန်းမာခြင်းတွေဟာအောင်မြင်မှုကြော်ကြားမှုနဲ့လဲဖို့တကယ်ရောထိုက်တန်ရဲ့လားဆိုတဲ့အတွေးတွေကြံရစ်စေခဲ့ပါတယ်မိတ်ဆွေတို့ရောအောင်မြင်မှုရဲ့ပန်းတိုင်ဟာပျော်ရွှင်ဖို့အတွက်ဆိုရင်ဒီပျော်ရွှင်ခြင်းငယ်ရွယ်မှုတွေနဲ့လဲပြီးရလာတဲ့အောင်မြင်မှုဟာတကယ်ရောအတိတ်ပဲရှိရဲ့လားဆိုတာကိုကွန်မန့်မှာဖြေပေးခဲ့ကြပါဦးတော့အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်